ငါးကိုထမင်းပေါင်းအိုးထဲထည့်လိုက်ပါဒါကရေတစ်စက်မှထိတ်စရာမလိုပဲချက်ထားတဲ့ငါးပေါင်းဟင်းဖြစ်ပြီးလုံနီးကလည်းရေတဖန်ကွက်ညှက်ရတာထတောင်ပို့လွယ်ကူပါတယ်ငါးကတိ10ကောင်ပြင်ဆင်ပြီးစူးတောင်လေးအားလုံးကိုတန်းစင်ပေးပါအရသာပိုဝင်အောင်ချက်ဖို့အတွက်ကြောကုန်းတက်ပေးလိုက်ပါကြက်တုံညိတ်ဂျင်းစားတကြားငရုတ်ကောင်းမှုန့်ခရုစီပဲငံပြာကြီးအကြီးပဲငံပြာကြီးအနောက်နဲ့ဟင်းချက်စီတစုံထဲပါလက်နဲ့တမအောင်နေပြီး10မိနစ်ခန့်နှက်ထားပါဒီအဆင့်တွေကိုမေ့သွားမယ်လို့ထင်ရင်နောက်ပိုင်းအလွယ်တကူပြန်ရှာနိုင်ဖို့ဒီဟင်းချက်ကြီးကိုလိုက်လုပ်ပြီးတင်ထားလိုက်ပါမင်းပေါင်းအောက်ခြေမှာကြက်တုံကြီးခင်းပြီးငါးကိုထည့်လိုက်ပါပဲပြားအနှင်းငယ်ထည့်ပြီးကြံနဲ့နှက်ထားတဲ့အရည်တွေကိုလောင်းထည့်ပါအပေါ်ကနေဘီယာကိုအဝိုင်းလိုက်ဆန်းပေးပြီးဟင်းချက်ခလုတ်ကိုနှိပ်လိုက်ပါအဖုံးဖွင့်လိုက်တဲ့အခါမှုေးပြန်တဲ့ရနန်းကတခန်းလုံးကိုချက်ချင်းဖုံးလွှမ်းသွားပါလိမ့်မယ်ကြက်တုံမြစ်ကလေးတွေဖြူပေးပါထမင်းပေါင်းအိုးနဲ့ချက်တဲ့ငါးပေါင်းဟင်းဟာရိုးရှင်းပြီးအစင်ပြေုံနေမကပဲအရသာလည်းရှိလာပါတယ်